Hello မင်္ဂလာပါနော်ဒီနေ့မိတ်ဆွေကိုတင်ပြပေးမှာကတော့ခွန်အားပေးသောအသွေးများဆိုတဲ့စာအုပ်များထဲမှာကိုမန်ဒီထင်ရကိုလုတ်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ပြပေးမှာဖြစ်ပါတယ်နော်ဗီဒီယိုလေးကိုအစဆုံးကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်နော်ဒါဆိုရင်စလိုက်ကြအောင်အတွက်ဘိုးဤအဖိုးသည်ရှေ့နေပြိုလေးဖြစ်နေသည့်ကာလတွင်ဒတ်ကန်ယိုတမ်းမှ9မိုင်အကွာတွင်တည်ရှိသည့်ပင်လယ်ဓမြများကျက်စားနေထိုင်သောကျွန်းလေးကျွန်းဤကျွန်းပိုင်ရှင်အဖြစ်နေသာလန်ဘုရင်ဤခန့်အပ်ခြင်းကိုခံခဲ့ရပါသည်သူဒီဘုရင်အမိန့်တော်အတိုင်းကျွန်းကိုဓမြများလက်မဝေးအောင်ဆောင်ရွက်လိုက်ပြီးနောက်တွင်ထိုကျွန်းမှာပင်အမြဲတမ်းနေထိုင်ရန်ဆုံးဖြတ်လိုက်ပါသည်စက်ဖတ်မယ်နော်ကျွန်းမှာလွန်တီးခေါင်အရက်ဖြစ်နေခဲ့သည်သို့သောယင်းဤလှပရန်အလားအလာကိုတူမြင်အောင်မိသည်နှစ်စဉ်နှစ်တိုင်းပင်သူသည်တစ်ပင်ပန်းပင်များစိုက်ပျိုးခဲ့သည်သူကဒီကျွန်းကဘာမှမရှိ၆ကပ်ပြီးမှဖြစ်နေတဲ့နော်လွန်တီးခေါင်အရက်ဖြစ်နေတယ်ဆိုဘာမှမရှိ၆ကပ်နေတာနော်ဒီကျွန်းကိုသူကဘာပြောလှပအောင်သူကပြင်ဆင်ဖို့သူကစဉ်းစားမိတယ်နော်စဉ်းစားတဲ့အခါမှာသူကဘာဖြစ်လဲပန်းပင်တွေကိုစိုက်တယ်ကျွန်းပတ်လည်းမှာနော်ပန်းပင်တွေတစ်ပင်တွေကိုသူကစိုက်တာကိုတွေ့ရှိရတယ်နော်စက်ဖတ်မယ်နော်ဒေတာကန်လူများကမူလေတံမိုးတံဘုံတိုင်းတံကြောင့်တစ်ပင်များတေကုန်ပြီဟုဆိုခဲ့သည်ဒေတာကန်ကသူ့ကိုပြောတာပေါ့နော်သူကအဲ့လိုမျိုးတစ်ပင်တွေစိုက်တယ်ပန်းပင်တွေစိုက်တယ်စိုက်ပြီးတဲ့အခါမှာဒေတာကန်ကဘာပြောလဲဆိုတော့လေတံမိုးတံတွေကြောက်တဲ့တစ်ပင်တွေတီမာလို့သူကပြောတာနော်လေတံတွေမိုးတံကြောင့်တစ်ပင်တွေတီမာပဲလို့ပြောခဲ့တယ်နော်ဒေတာကန်ကဒီလိုမျိုးပြောတဲ့ဖြစ်ပါတယ်နော်ဒေတာကန်ကဒီလိုပြောတာဖြစ်ပါတယ်နော်တို့တိုင်အောင်တစ်ပင်ပန်းပင်များရှင်တန်ကြီးထွားလာခဲ့ပါလေဒါမဲ့ဒေတာကန်တွေပြောတဲ့အတိုင်းမဟုတ်ပဲနော်တစ်ပင်တွေပန်းပင်တွေဘာဖြစ်လဲရှင်တန်ပြီးမှတဖြည်းဖြည်းနဲ့ကြီးထွားလာတာကိုတွေ့ရှိရတယ်နော်တခါကျရင်ကျွန်တော်တို့လောကကြီးမှာလေနော်လောကကြီးကကျွန်တော်တို့မြင်တယ်နော်ဟာဒီကောင်တော့သွားပြီဒီကောင်တော့ဘာမှသုံးစားလို့မရတော့ဒီကောင်တော့လှုပ်လေရတဲ့မှာအောင်မြင်တဲ့တခါမှမရှိဘူးဒီကောင်ကဒီတိုင်းပဲသူ့ဘဝရဲ့ဒီတိုင်းပဲသွားမှာပဲလို့လူတွေကလောကပတ်ဝန်းကျင်တွေကကျွန်တော်တို့ကိုတခါကျရင်ထင်ကြတယ်မြင်ကြတယ်နော်ဒါမြင်ဘာဖြစ်လဲလောကကြီးထင်တဲ့အတိုင်းကျွန်တော်တို့တွေကဖြစ်လာမှာမဟုတ်ဘူးနော်ဒါကိုသင်ခန်းစာယူဖို့ဖြစ်တယ်နော်တစ်ပင်ပန်းမှန်တို့ဖြင့်ဆက်လက်ဝေပြသောကျွန်းဤတစ်ပင်စုတစ်ပင်အုံများတွင်ကျင်းငှက်တရကာတို့နားခုလာကြသည်ဒီလိုနဲ့တစ်ပင်ညာကြီးထွားလာပြီတော့နော်အကိုင်ခက်တွေပြည့်စုံလာတဲ့အခါမှာသူကအမတ်တန်စုပြေလှပတဲ့နေရာတစ်ခုပုံစံဖြစ်သွားတယ်နော်ဘောင်းတော့တိရစ္ဆာန်လေးကျင်းငှက်တွေကလည်းဘာဖြစ်လဲတစ်ပင်တုံမှာနားခုလာကြတာကိုတွေ့ရှိရတယ်နော်စက်ဖတ်မယ်နော်တို့ဖြစ်တစ်ချိန်တစ်ခါကခဏရဆန်ဆန်ကျွန်းသည်စိမ့်ဆူလန်းဆန်းတာယာခဏရဆန်ဆန်ကျွန်းသည်စိမ့်ဆူလန်းဆန်းတာယာတင့်မောကြည်နူးစပွဲနေရာဒေသတစ်ခုဖြစ်လာခဲ့ပါသည်ထိုအချက်ကိုဖြစ်ထွန်းလာစေသည့်အရာကအများပြောကိုလက်မခံပဲကိုယ်စိတ်အတိုင်းဇွဲနာပဲဖြစ်လှုပ်ဆောင်မှုပင်ဖြစ်ပါသည်ဒါလည်းသင်ခန်းစာတစ်ခုဒီစောက်လေးတွေမှာဘာလို့သင်ခန်းစာပေးထားလဲဆိုတော့ကိုလှုပ်တဲ့အလုပ်ကိုနော်ဘာပဲလုပ်ကိုကဇွဲနဲ့လုပ်မယ်ဆိုရင်ဘာဖြစ်လဲတနေ့အောင်မြင်လာမှာဖြစ်ပါတယ်နော်လူများတွေရဲ့ပြောစကားကိုနားထောင်ကြမလို့နော်ကိုယ့်ရဲ့အောင်မြင်မှုကိုရရှိဖို့အတွက်ကိုကဇွဲရှိဖို့ပဲလိုအပ်တယ်နော်ဒီစောက်လေးမှာဆိုရင်ဒါကိုကဇွဲရှိဖို့လိုအပ်တယ်ဆိုတဲ့အချက်လေးကိုပြောပြထားခြင်းပဲဖြစ်ပါတယ်နော်သူခေါင်းစဉ်နဲ့အရင်နော်ကိုမန်ဒီထင်ရကိုလှုပ်ပါဆိုတဲ့အတိုင်းပဲနော်ကိုယ့်ရဲ့စိတ်တိုင်းကြကိုလှုပ်ဖို့ပဲလိုအပ်ပါတယ်နော်လူများပြောစကားနားထောင်ဖို့မလိုအပ်ပါဘူးနော်စောက်လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရောက်စီတန်းကိုဘိုင်ဘိုင်